စဖိုမူးကျုပ်သည်တိုးလောင်ယုံတကားကိုဖွင့်လိုက်စင်မှာပင်တောင်တင်းပင်တက်သွားခဲ့သည်အသားတုံးတိုင်းမှာပုတ်တိုးဆုပ်ပြတ်နေပြီဖြစ်သည်ပို၍ဆိုးသည်မှာယနေ့သည်ဘရင်မင်းမြတ်၏ခမ်းနားထဲဝါသောနန်းတွင်စားတောက်ပွဲကျင်းပသည့်နေ့ပင်ဖြစ်သည်ဤအခြေအနေကိုမြင်သောအခါဘရင်ကစဖိုမူးကျုပ်ကိုတည်ငြိမ်စွာနေရန်စကားဆိုခဲ့ပြီးလက်ဆက်သောပါဝင်ပစ္စည်းများကိုတွားရောက်ဝယ်ယူရန်သူ၏အဆောင်တပ်သားများကိုချက်ချင်းအမိန့်ပေးလိုက်သည်သို့သောအမတ်ကြီးများသည်နန်းတော်အတွင်း၌စောင့်ဆိုင်နေခဲ့သည်မှာအတန်ကြာမြင့်နေပြီဖြစ်သည်သူတို့သည်စာလောင်မို့တိတ်ကစိတ်မရှိနိုင်တော့ဘဲစတင်ကြီးတို့အပြစ်ဆိုလာကြသည်နန်းတော်အတိုင်းဝိုင်းတိတ်ခါကြတော့မိဆဲအချိန်၌မိဖုရားသည်မိဖို့ဆောင်သို့တွားရောက်စစ်ဆေးခဲ့သည်သို့သောသူမအံ့အားသင့်သွားရသည်မှာမိဖို့ချောင်းဝန်တန်းအားလုံးနီးပါးဖျားနာနေကြခြင်းပင်ဖြစ်သည်အမျှော်လင့်ပဲကြုံတွေ့လိုက်ရသဖြင့်မိဖုရားသည်မိတို့လှုပ်ဆောင်ရမည်ကိုမသိတော့ပေသို့တော်ညာလဲစားတောက်ပွဲကိုကဲတင်ရန်အတွက်သူမသည်သူမ၏မင်းမြောက်တစားများကိုချွတ်ပစ်ကာစဖိုမူးဝတ်စုံကိုလဲလှယ်ဝတ်ဆင်လိုက်သည်သူမသည်မိဖို့ချောင်းတွင်ကြန့်ရှိနေသောပါဝင်ပစ္စည်းများကိုတေချာစွာစစ်ဆေးကြည့်ရှုပြီးနောက်ဆုံး၌နီလန်းတစ်ခုကိုစိတ်ကူးရရှိသွားခဲ့သည်သူမသည်တခွားသီးနှင့်ခရမ်းသီးများကိုအချက်ပါးပါးများဖြစ်အောင်လှိဖြတ်လိုက်ပြီးနောက်ခရမ်းကျင်သီးများကိုအတွင်းနှထုတ်ကာဘေး၌ခိတ္တဖဲထားလိုက်သည်ထို့နောက်မူရောစပါးမုံနှင့်ပဲပုံမုံတို့ကိုရောဆက်ကာအပင်အခြေခံပြုလုပ်ထားသောအသားပြားများကိုဖန်တီးလိုက်သည်ထို့နောက်ထူးခြားဆန်းသစ်စွာပြုလုပ်ထားသောဘာကာများကိုတီခင်းဧည့်ခံလိုက်သောအခါလူတိုင်းအံ့အားသင့်သွားကြရသည်ဘရင်မင်းမြတ်ပင်လျင်စိတ်ဝင်စားသွားခဲ့သည်မိဖို့ကြောင့်အတွင်း၌အသားတတုံးများမရှိခဲ့ပေသို့ဆိုလျင်သူမသည်ဤသားပြားများကိုမိတို့ပြုလုပ်ခဲ့သည်။ဆက်စုလိုစိတ်ဖြင့်ဧည့်သည်တော်များသည်ရင်းတို့၏စားတောက်ဖွယ်ရာကိရိယာများကိုကောက်ယူကာတကိုက်မြည်ဆန်းလိုက်ကြသည်ထိုအခါမှသာအသားသည်ဟင်းသီးဟင်းရွက်များနှင့်ကောက်ပဲသီးနှံများဖြင့်သာတည်တံ့ပြုလုပ်ထားကြောင်းသူတို့သဘောပေါက်သွားကြသည်သို့သောအင်း၏အရသာမှာအမှန်တကယ်အသားထက်ပင်ပုံမိုစိတ်ဝင်အရသာရှိနေပေသည်သို့တော်လည်းဆွဲမက်ဖွယ်ကောင်းသောဟင်းလျာတစ်ခွက်တည်းဖြင့်အမတ်ကြီးများကိုကျေနပ်အောင်မပြုလုပ်နိုင်ခဲ့ပေနန်းတော်အတိုင်းဝိုင်းသည်ကက်ဆေးနီးလွန်းသည်ဟုဆိုကာသူတို့စတင်အပြစ်ဆိုကြပြန်သည်ဘရင်မင်းမြတ်ကနန်းတော်ပြင်ပရှိပြည်သူများသည်ပြင်းထန်သောမိုးခေါင်ရေရှားတံကိုခံစားနေကြရကြောင်းမင်းကြီးမင်းသားများအနေဖြင့်စံနမူနာပြဖြင့်အစားအစာများကိုခြွေတာပြီးပြည်သူများကိုကူညီပေးတင်ကြောင်းတည်ငြိမ်စွာပြန်လည်မိန့်ကြားခဲ့သည်သူ၏စကားများကအပြစ်ဆိုတံများကိုတိတ်ဆိတ်သွားစေခဲ့သည်ဒါကိုမြင်တော့မိဖုရားသည်အချိုပွဲကိုပြင်ဆင်ရန်ဆုံးဖြတ်လိုက်သည်စားတောက်ပွဲကိုအထုပ်ထိပ်တွင်ဏီကုန်းချုပ်နိုင်ရန်အတွက်သူမသည်ပုံစံခွက်များကိုအသုံးပြုကာရောင်စုံပဲနီအတုံးများကိုရေခဲချောင်းပုံတံပြုလုပ်လိုက်ပြီးမုံလာဦးနီနှင့်အာလူများမှထွင်းထူထားသောပန်းပွင့်လေးများဖြင့်အလှဆင်လိုက်သည်ပါဝင်ပစ္စည်းကန့်သက်ချက်များကြောင့်အမတ်တဦးလျင်အချိုပွဲတစ်ပွဲစီသာရရှိခဲ့သည်ပထမဆုံးမြင်လိုက်သည်နှင့်အမတ်ကြီးသည်အချိုပွဲသည်ရိုးရှင်းလွန်းပြီးတန်ဖိုးနှဲလွန်းသည်ဟုတိုးတိုးလေးရေရွတ်ကာမထီမဲ့မြင်ပြုလုပ်ခဲ့သည်ထိုအချိန်တွင်ဘရင်မင်းမြတ်ကထပ်မံမိန့်ကြားခဲ့သည်အချိုပွဲများတွင်ပါဝင်သောတစ်သားချောင်းများသည့်ပစ္စည်းကိုကင်တွယ်ရန်တတ်မဟုတ်ကြောင်းသူကရှင်းပြခဲ့သည်ထိုအရာများသည်ကံကြမ္မာနှင့်မင်္ဂလာတရားများ၏သင်္ကေတဖြစ်ပြီးကံစမ်းမဲနိုင်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်သည်အချို့ကဤအရာသည်ယူသွတ်သောလှည့်ကွက်တစ်ခုများသာဖြစ်သည်ဟုထင်မှတ်ကာလှောင်ပြောင်ခဲ့ကြသည်သို့သောနောက်တစ်စက္ကန့်တွင်သူတို့၏တစ်သားချောင်းများပေါ်၌ထွင်းထူထားသောမင်္ဂလာရှိသောစာလုံးပုံရိပ်များကိုသတိပြုမိသွားကြပြီးရင်းတို့၏မျက်နှာမူရာများသည်ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်ဤစမ်းတစ်သောစိတ်ကူးဖြင့်မိဖုရားသည်အမတ်များ၏အာယုံစိုက်မှုကိုအောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့သည်ရိုးရှင်းသောတာမန်ပါဝင်ပစ္စည်းများကိုသာအသုံးပြု၍သူမသည်နန်းတော်၏တိတ်ခါကိုအောင်မြင်စွာထိန်းသိမ်းနိုင်ခဲ့တော်သည်